င်္ဂလာပါဗျာ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့100 Days of Learning Sequence ရဲ့ Day 44 အတွက် Find Follower Count ဆိုတဲ့ question လေးကိုတွားဖြေကြပါမယ်လီကိုကဒီနားရောက်တော့မှပြန်လွယ်သွားတယ်အပေါ်မှာကျတော့ easy နဲ့ဖြေလာလိုက်တဲ့ question တွေကဒါအခက်တည်းကြီးပဲဆိုတော့ဒီကတော့တကယ် easy question တွေဖြစ်ပါတယ်အခုဘာရှာချင်တာလဲဆိုတော့တဲ့ user တယောက်ချင်းစီအတွက်ကျွန်တော်တို့မှာ follower ဆိုတဲ့ table ရှိတယ်အဲ့ဒီထဲမှာ user ID ရှိတယ် follower ID ရှိတယ်ဒီ user ID တယောက်ချင်းစီအတွက်သူတို့ရဲ့အနောက်ကရှိနေတဲ့ follower ID ဘယ်နှခုရှိသလဲဆိုတာကိုရေတွက်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒါကိုရေးပေးရရင် select ဘာယူမှာလဲဆိုတော့ output ကကျွန်တော်တို့က user ID တယောက်ချင်းစီယူခြင်းပါတယ်ဒါကြောင့်မလို့ user ID ပြီးတော့အနောက်က follower ID တွေကို count လုပ်ထားတဲ့တန်ဖိုးကို followers count ဆိုပြီးတော့ရေးပေးမှာဖြစ်ပါတယ်ဒီတော့ count ပြီးရင် distance follower ID ဒါကိုမှ followers count ဆိုပြီးတော့နာမည်ပြောင်းပေးခဲ့မယ်from ဘယ်ကနေလဲဆိုတော့ followers table ကနေကဲဒီမှာသူတခုပြောထားတာကတော့ result ကိုတဲ့ order by user ID ascending order နဲ့စီပေးပါတဲ့ဟုတ်ပြီเนาะဆိုတော့ကျွန်တော်တို့ကဒီမှာ aggregate လုပ်ထားတာဖြစ်တဲ့အတွက်သူနဲ့တွဲကြည့်မဲ့ column ကို group by နဲ့ထည့်ပေးမယ် group by user ID ပြီးတော့မှ order by သူစီခြင်းနဲ့ column ဖြစ်တဲ့ user ID နဲ့ ascending စီပေးပါမယ်ဆိုတော့ ASC ဆိုတဲ့ ascending ဆိုတာလေးထည့်ပေးပါမယ်ကဲဒါဆိုရင် run ကြည့်အောင်ကျွန်တော်တို့ရဲ့ test ကအဖြေမှန်ရလားကြည့်ရအောင်ပါအဖြေမမှန်ဘူးလေ wrong answer တွေဘာမှသွားတာလဲဆိုတော့ follower မှာ ojan နဲ့လို့ခင်ဗျာဆိုတော့ဒီမှာ followers count ဆိုရင်တက်ပြီး test ရအောင်ဒါဆိုရင်တော့မှန်ပါမယ်ထင်ပါတယ်ဟုတ်ပါတယ်ဒါဆိုရင်တော့ accept ဖြစ်ပါပြီဗျကဲဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးပါနောက် post မှာတွေ့တာပေါ့